ဝတ်တုတ်တို့မှတ်ဖို့ပေါ့နော်မြတ်စွာဘုရားဝိချတဲ့ဤပေးထားတာကျမ်းမာရေးအတွက်ဝိချတဲ့ဤလေးမှတ်သားထားခြင်းနော်ကောသလမင်းကြီးဝိချတဲ့ဤဟာမြတ်စွာဘုရားသွန်သင်ပြတာဆေးတွေတောက်ပြီးတော့ဝိမချနဲ့ဒုက္ခရောက်သွားအဲ့တော့ဝတ်တုတ်တို့မှတ်ဖို့ပေါ့နော်လူသားတယောက်ဟာတတိရှိရှိနဲ့အစားအသောက်ကိုစဉ္ကျင်တုံတရားနဲ့စားမယ်ဆိုလို့ရှိရင်ယောဂဝေဒနာတွေနေပါမယ်တဲ့။အိုချင်းတရားကလည်းပဲအသက်ကိုထိမ့်သိမ်းဆော့ရှော့ပြီးဖြည်းဖြည်းပဲအိုတယ်ရုပ်ချင်းမအိုဘူး။ဆိုလိုတာကျမ်းမာတယ်လို့ပြောတာနော်။အစားအစာကိုတတိနဲ့စားလို့ရှိရင်အတိုင်းအတာတစ်ခုနဲ့စားမယ်ဆိုလို့ရှိရင်ကျမ်းမာတယ်လို့မြတ်စွာဘုရားကအဲ့ဒီအဓိပ္ပာယ်ရှိတဲ့ဂါထာလေးကိုကောသလမင်းကြီးရဲ့တူကိုသင်ပေးထားပြီးတော့ကောသလမင်းကြီးပွဲတော်တည်တဲ့အခါမှာထမင်းစားတဲ့အခါအဲ့ဒီခါတာကိုရွတ်ခိုင်းအဲ့တော့ဘယ်အချိန်ရွတ်ရတော့ဆိုရင်နောက်ဆုံးပြီးကနေတလုံးလောက်ကြံပြီဆိုတဲ့အချိန်လေးမှာရွတ်လို့အဲ့ဒီအချိန်မှာဆိုလိုတာကတော့ကောသလမင်းကြီးဟာတဝါတပြေကြီးစားတယ်စားတဲ့အခါမှာနောက်ဆုံးတလုံးစားတော့မယ်ဆိုတဲ့အချိန်လေးမှာတတိပေးလိုက်တာပေါ့လေဒီအိဗယ်ရှိတဲ့ခါတာလေးရွတ်လိုက်တဲ့အခါကောသလမင်းကြီးကနောက်ဆုံးထမင်းလောက်ကိုမစားတော့ဖယ်လိုက်တယ်စားခြင်းနေတော့မယ်ဒါပဲသူဖယ်လိုက်တယ်အဲ့ဒီထမင်းလုံးတွေကိုထမင်းစီတွေဘယ်နှစီတုံးဆိုရေတက်ခိုင်းနေဗျာရေတက်ခိုင်းပြီးတော့နောက်တည့်ရကျတော့အဲ့ဒါလောက်လျှော့ချဲတဲ့အဲ့ဒါလို့နေ့စဉ်နောက်ဆုံးတလုံးလျှော့သွားပြီးတော့ဆံကိုလျှော့သွားတာအဲ့တော့နှစ်ထပ်ခွန်းလျှော့တာပေါ့နော်အဲ့ဒါလို့လျှော့စားသွားတာနောက်ဆုံးယောက်ျားတစ်ယောက်စားလို့ရတဲ့အတိုင်းအတာကန့်တတ်လေးရှိအဲ့ဒီအတိုင်းအတာရောက်တဲ့အခါကျတော့မြတ်စွာဘုရားဒီနောက်မရွတ်နဲ့တော့အဲ့ဒီခါတာအဲ့ဒါတော့စားပါစေတော့အဲ့ဒါလိုအပ်တဲ့ဝိချကောသလမင်းကြီးကလေလို့ထိုင်လို့အစဉ်ပြေလို့ဘုရားပေါ်မှာကျေးဇူးတင်နေအဲ့ကြသူဟာသွားလို့လာလို့ပေါ့ပါထိုင်လို့ထားလို့ပေါ့ပါအရင်တော့ဆိုရင်ထမင်းစားပြီးဆိုရင်သူဒုက္ခတွေရအောင်လို့အဲ့ဒါလိုမြတ်စွာဘုရားရဲ့ဝိချနေရအဲ့ဒါလိုချအဲ့တော့မသိမသာဝိချပြီးတော့ကျမ်းမာသွားတယ်လို့ဆိုတာ